2026 ခုနှစ်ဩဂုတ်လ26ရက်နေ့မနက်ပိုင်းမှာနီဘောနိုင်ငံနဲ့တီးဘစ်နယ်စပ်အနီးကတောင်မြင့်ဒေသမှာရေခဲတောင်ကြီးတစ်ခုရုတ်တရက်ပြိုကျခဲ့ပါတယ်။တောင်ပေါ်ကရေခဲတုံးကြီးကအရှိန်ပြင်းပြင်းနဲ့အောက်ကိုပြုတ်ကျလာခဲ့ပြီးတောင်အောက်ခြေမှာရှိတဲ့မြေစင်းကိုပိတ်ဆို့သွားခဲ့ပါတယ်။ဒီလိုဖြစ်သွားတဲ့အခါဘာတွေဖြစ်လာလဲဆိုတော့မြစ်ထဲကရေတွေကသွားကြလမ်းမရှိတော့တဲ့အတွက်အချိန်တို့တွင်းရေတွေစုပုံလာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ရေတွေကိုတားထားတဲ့ရေခဲကြောက်တုံးနေတဲ့မြေသားတွေကမခံနိုင်တော့တဲ့အတွက်ရုတ်တရက်တဘာဝတမန်ကြီးကပြက်ကျသွားခဲ့ပါတယ်။ဒါကြောင့်ရေရွှွန့်ကြောက်တုံးမြုံများပါဝင်တဲ့အပြင်းနဲ့ရေလန်းကြီးဟာတောင်အောက်ကိုအရှိန်နဲ့ဆင်းလာခဲ့ပါတယ်။ဒီရေကြီးမှုဟာပုံမှန်ရေကြီးမှုတော့မဟုတ်ပါဘူး။ရေနဲ့အတူကြောက်တုံးတွေရွှွန့်နုံတွေပါလာကြောင်းလမ်းမရှိနေတဲ့ရွာအဆောက်အုံတွေတရားတွေအလွယ်တကူဖျက်ဆီးသွားနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့်မို့လူတွေဘလောက်ထိခိုက်ခဲ့လဲဆိုလို့ရှိရင်နီပေါ်ဘက်မှာဆိုလို့ရှိရင်159ဦးခန့်ဒါအသက်ဆုံးရှုံးသွားပြီးတော့တီးဘက်မှာဆိုလို့ရှိရင်လည်းလူ3ဦးအသက်ဆုံးရှုံးသွားပါတယ်။စုစုပေါင်းမှာတော့အသက်ဆုံးရှုံးတဲ့သူ160ဦးခန့်ရှိလာခဲ့ပြီဖြစ်ပါတယ်။လူပေါင်းရချီရလဲဒါပျောက်ဆုံးနေစေဖြစ်ပါတယ်။ပျောက်ဆုံးသူတွေထဲမှာဒေသခံတွေအပြင်ခီးသွားတွေပါဝင်ပါတယ်။နီဘောဘက်မှာဆိုလို့ရှိရင်ပျောက်ဆုံးသူက400ကျော်ရှိပြီးတော့နိုင်ငံခြားသားခီးသွားတွေလည်းအများပြားပါဝင်နိုင်တယ်လို့သိရပါတယ်။ဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲဆိုလို့ရှိရင်အစပိုင်းမှာတော့လူတွေကငလင်ကြောင့်ဖြစ်တယ်လို့ထင်ခဲ့ကြတာပါ။ဘာကြောင့်လဲဆိုရင်တော့မြေကြီးတုတ်ခါမှုတွေဖြစ်ပေါ်ခဲ့လို့ပါ။ဒါပေမဲ့ကျွမ်းကျင်ပညာရှင်တွေစစ်ဆေးပြီးတဲ့နောက်ပိုင်းမှာဒီဖြစ်စဉ်ဟာငလင်ကြောင့်မဟုတ်ပဲရေခဲတောင်ပြိုကျမှုကြောင့်ဖြစ်လာတဲ့အင်အားကြီးရွေလျားမှုနဲ့ရေလွှမ်းမိုးမှုကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။ရေခဲတောင်ကြီးဘာကြောင့်ပြိုကျသွားလဲဆိုတာတော့သတင်းအတိအကျမသိသေးပါဘူး။ဒါပေမဲ့ပညာရှင်တွေကတော့ကမ္ဘာအပူရှိန်မြင့်တက်လာမှုကြောင့်ဟိမဝန္တာဒေသကရေခဲတွေပို့ပြီးတော့မြန်မြန်ပြောဝင်နေတာနဲ့ဆက်နိုင်တယ်လို့ပြောဆိုထားပါတယ်။ဒီနေရာမှာလူများကြားဥထားတဲ့ GNOF ဆိုတာကိုရှင်းပြပေးပါမယ်။တောင်ပေါ်မှာရေခဲတွေပြောလာတဲ့အခါရေကန်ကြီးတွေဖြစ်ပေါ်လာတတ်ပါတယ်။အဲ့ဒီရေတွေကိုတားထားတာကကြောက်တုံးတဲ့မြေသားတွေပဲဖြစ်ပါတယ်။တနေ့မှာအဲ့ဒီတားထားတဲ့နေရာပြတ်သွားလို့ရှိရင်ရေတွေဟာရုတ်တရက်အောက်ကိုဆင်းလာပါတယ်။အဲ့ဒါကိုရေခဲမြည်ရေကန်ပေါက်ကွဲရေလွှမ်းမိုးမှု GNOF လို့ခေါ်ပါတယ်။ဒီလိုဖြစ်လာလို့ရှိရင်လူတွေအနေနဲ့ပြင်ဆင်မှုအတွက်အချိန်အများမဲနေပါတယ်။ဒီလိုဖြစ်ရမျိုးတွေအရင်ကလည်းရှိခဲ့ပါတယ်။ဟိမဝန္တာဒေသမှာတဘာဝဘေးအနေနဲ့အရင်ကလည်းဖြစ်ခဲ့ပူပါတယ်1985ခုနှစ်နီဘောနိုင်ငံမှာရေခဲရေကန်တွေပောက်ကွဲမှုဖြစ်ခဲ့ပြီးလမ်းတွေတရားတွေနဲ့အဆောက်အုံတွေပျက်စီးခဲ့ပါတယ်2023ခုနှစ်အိန္ဒိယနိုင်ငံမှာလည်းရေခဲနဲ့ဆက်ဆက်တဲ့ရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီးရေအားလျက်စစ်ဆက်ုံတွေထိခိုက်ခဲ့ပါတယ်2024ခုနှစ်နီဘောအေရစ်တောင်ဒေသမှာလည်းရေခဲရေကန်ပောက်ကွဲမှုကြောင့်လို့ရွာတွေထိခိုက်ခဲ့ပါတယ်ဒီဖြစ်ရကဘာကိုသတိပေးနေရလဲဆိုလို့ရှိရင်ဒီဖြစ်ရဟာနီဘောနဲ့တိဘက်မှာပဲဖြစ်နေတဲ့ကိစ္စလို့မိတ်ဆွေတို့အနေနဲ့မထင်သင့်ပါဘူးကဘာတဝမ်းရာသီဥတုပြောင်းလဲမှုကြောင့်တဘာဝပတ်ဝန်းကျင်တွေဘယ်လောက်ထိပြောင်းလဲနေလဲဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ရေခဲတွေပြောလာတာဟာရေကြီးမှုမြေပြိုမှုနဲ့အခြားတဘာဝဘေးတွေဖြစ်လာနိုင်တဲ့အန္တရာယ်ကိုတိုးစေပါတယ်။ဒါကြောင့်ပညာရှင်တွေကစောင့်ကြိုသတိပေးစနစ်တွေပိုကောင်းဖို့အန္တရာယ်ရှိတဲ့ဒေသတွေကိုစောင့်ကြည့်ဖို့အရေးကြီးတယ်လို့သတိပေးထားပါတယ်။ဒီဖြစ်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ထင်မြင်ချက်လေးကိုလည်းကျွန်တော်ကွန်မန့်မှာရေးသွားပေးခဲ့နိုင်ပါတယ်။ပြီးလို့ရှိရင်ဝင်ရောက်လဲဆွေးနွေးသွားပေးလို့ရပါတယ်။ပြီးလို့ရှိရင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရဆိုတော့ဘယ်လောက်ရေးကြီးလဲဆိုတဲ့အကြောင်းအရာလေးကိုသိရှိဖို့အတွက်ဒီဘဖိုင်လို့လည်း share လုပ်သွားပေးခဲ့ကြပါဦး။နောက်သတင်းကြောင်းအသစ်တွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ